အားလုံးပဲမင်္ဂလာပါဗျာဒန်စင်ဖူကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခင်းကျင်ဒီငပိချက်လေးချက်စားဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ချက်သွန်ဖြူချက်သွန်ညီပါပါလီထားတာကိုစီတက်ပါတယ်ချက်သွန်ဖြူချက်သွန်ညီတွေနည်းငယ်နွမ်းလာပြီးဆိုရင်တော့စနင်းမုတ်ကိုထည့်ပါတယ်ပြီးရင်တော့အစိမ့်မုတ်ကိုထည့်ပြီးရောပြီးစီတက်ပေးပါတယ်ခင်းကျင်ဒီချက်လေးရဲရဲလေးဖြစ်ချင်တော့အစိမ့်မုတ်ကိုပို့ထည့်ပေးရပါတယ်အနံ့မွေးလာပြီးဆိုရင်တော့အချင်းတက်ကိုထိမ့်ဖို့မြင်ငပီးကိုထည့်ပါတယ်ပြီးရင်တော့ပါပါလီထားတဲ့ခင်းကျင်ဒီကိုထည့်ပြီးအပုံအုပ်ထားလိုက်ပါတယ်ခင်းကျင်ဒီလေးတွေကြေသွားတဲ့အထိချက်ပေးရမှာဖြစ်ပါတယ်ရေနှဲငယ်လိုရေနှဲငယ်ထည့်လိုက်ပါတယ်ခင်းကျင်ဒီလေးတွေကြေသွားပြီးဆိုရင်ရတာအတွက်ကြက်သားမုံနဲ့အချိုမုတ်ကိုထည့်ပါတယ်မြုပ်သီးစိမ်းထက်ချမ်းခွဲထားတာထည့်ပါတယ်နောက်ဆုံးအနေနဲ့တော့နက်နက်ပင်လေးအုပ်လိုက်ပါတယ်ခင်းကျင်ဒီချက်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ